ခါကပြင်းမှုတန်ကိုအလူးလဲခံနေရတဲ့ဝမ်းနေကြေကွဲနေတဲ့လူငယ်လေးတစ်ယောက်ဟာဂေါတမဗုဒ္ဓထံချင်းကပ်ပြီးခုလိုလျှောက်ထားခဲ့ပါတယ်မြတ်စွာဘုရားတပည့်တော်ရဲ့အတွင်းမှာပြင်းမှုတွေအများကြီးရှိနေပါတယ်ဒီပြင်းမှုတွေကြောင့်တပည့်တော်ဘဝမှာလှုပ်ချင်တာမှန်သမျှကိုမလုံနိုင်ဖြစ်နေရပါတယ်ဒီပြင်းမှုဟာတပည့်တော်ရဲ့တိုးတက်မှုကိုနှောင့်နှေးစေတာမို့တပည့်တော်ကိုအတော်လေးဒုက္ခပေးနေပါတယ်ဒါကြောင့်ဒီပြင်းမှုကိုဘလို့ဖယ်ရှားရမလဲဆိုတဲ့နေလန်းကိုမင်းကြားပေးတော်မူပါဗျာဒါကိုကြားတော့ဂေါတမဗုဒ္ဓကပြုံးတော်မူပြီးမင်းထဲမှာပြင်းမှုရှိနေတယ်ဆိုတာမင်းဘယ်လိုသိတယ်လဲလို့ပြန်မေးပါတယ်လူငယ်လေးကလည်းမြတ်စွာဘုရားတပည့်တော်တင်မကပါဘူးတပည့်တော်ရဲ့မိသားစုတစ်ခုလုံးကလည်းတပည့်တော်ကိုလူပြင်းတယောက်လို့ပြောကြပါတယ်ခင်ဗျာလို့ပြန်လျှောက်ပါတယ်ဗုဒ္ဓကမင်းကပြင်းနေဆိုတာကိုတက်တည်ပြနိုင်သလားလို့မေးတဲ့အခါလူငယ်လေးကပြနိုင်ပါတယ်ခင်ဗျာလို့ဆိုပြီးခုလိုရှင်းပြပါတယ်မြတ်စွာဘုရားမနဲ့စောစောထတာဟာကျမကြီးနဲ့စိတ်ပိုင်းဆိုင်ရာအတွက်ကောင်းကျိုးရှိရဆိုတာတပည့်တော်သိပါတယ်ဒါပေမဲ့တပည့်တော်ရဲ့ပြင်းမှုကတပည့်တော်ကိုမနဲ့စောစောထခွင့်မပေးပါဘူးခင်ဗျာဗုဒ္ဓကဒါကိုလက်ခံပြီးကောင်းပြီးဒါဆိုပြင်းမှုဆိုတာဘာလဲဆိုတာကိုကောမင်းသိသလားလို့ထပ်မေးပါတယ်လူငယ်လေးကပြင်းမှုဆိုတာဘာလဲဆိုတာတပည့်တော်မသိပါဘူးခင်ဗျာဒါပေမဲ့အဲ့ဒါဟာဘာပဲဖြစ်ဖြစ်တပည့်တော်ရဲ့ဘဝနဲ့မိသားစုအတွက်တော့အလွန်ဆိုးရွားပါတယ်လို့ဝန်ခံပါတယ်ဗုဒ္ဓကခုလိုရှင်းပြတော်မူပါတယ်ပြင်းမှုဆိုတာဟာစိတ်ချနေတစ်ခုပဲငါတို့လူသားတွေတိလျက်နဲ့ဖြစ်စေမတိရဲဖြစ်စေကိုယ့်ဘာသာကိုဖန်တီးလိုက်တဲ့ခံစားချက်နဲ့အတွေ့တစ်ခုသာဖြစ်တယ်လူငယ်လေးကဒါဆိုအဲ့ဒါကဘလို့ဖြစ်လာတာလဲဖေလို့မေးတဲ့အခါဗုဒ္ဓကအသေးစိတ်ရှင်းပြပါတယ်ပထမဦးဆုံးအနေနဲ့ပြင်းမှုဟာရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဆိုပြီးအကြောင်းရင်းနှစ်ရပ်ကြောင့်ဖြစ်ပေါ်လာတာကိုမင်းနားလည်ရမယ်ရုပ်ပိုင်းဆိုင်ရာပြင်းရည်ခြင်းရဲ့ပထမဆုံးအကြောင်းရင်းကတော့အစားအစာဖြစ်တယ်အသက်တက်အာဟာရတက်မရှိတဲ့အစားအစာတွေကိုစားတဲ့အခါခန္ဓာကိုယ်အတွက်ဝင်ထုတ်ဝင်ပိုးဖြစ်စေပြီးပြင်းမှုကိုဖြစ်စေတယ်ဒါကြောင့်ပြင်းမှုကိုရှောင်ကျဉ်ရင်အစာကြေလွယ်တဲ့တဘာဝအစားအစာတွေကိုစားသုံးပေးရမယ်ဒုတိယအကြောင်းရင်းကတော့လမ်းလျှောက်တာထိုင်တာနဲ့ရောင်းတာတွေမှာကိုနေဟန်ထားရည်ရပုတ်မမှန်ကန်ခြင်းကြောင့်ဖြစ်တယ်ကျောင်းတော်ကရဟန်းတွေကိုကြည့်ရင်သူတို့ရဲ့လှုပ်ရှားမှုတွေမှာထူးခြားတဲ့ဟန်ချက်ညီမှုရှိတာကိုမင်းတွေ့လိမ့်မယ်လမ်းလျှောက်ရင်ခြေလမ်းတွေညီညွတ်တဲ့ထိုင်ရင်ခါကိုဆန့်ပြီးလက်ပင်ကိုအနှဲငယ်မှတ်ထားတယ်အိတ်တဲ့ခါမှာလဲတက်တောင့်တက်တာရှိတဲ့ပုံစံနဲ့အိတ်ဆက်ကြတယ်ဒါဟာသူတို့ကိုနှစ်ချိုက်အိပ်ပျော်စေတယ်အိတ်ဆက်ခြင်းနဲ့ပတ်သက်ရင်လည်းအလုံးလောက်အိတ်ဆက်ဖို့လိုအပ်တယ်အိပ်ရပြတ်တာဟာတနေ့တာလုံးပင်ပန်းနှောနေမှုကိုဖြစ်စေပြီးပြင်းရည်စေတယ်ဒါကြောင့်ညဘက်စောစောအိပ်ပြီးအနားယူခြင်းဖြင့်ပြင်းရည်မှုကိုတိုက်ဖြတ်ပါယဟန်တော်တွေရဲ့စီကံရှိတဲ့နေ့စဉ်ဘဝကိုညွှန်ပြရင်ဗုဒ္ဓကဆက်လက်မိန့်ကြားပါတယ်စီကံရှိခြင်းဟာဘဝကိုဟန်ချက်ညီစေရဲ့တတ်မှတ်ထားတဲ့လုပ်ငန်းစဉ်အတိုင်းနေထိုင်ခြင်းဖြင့်ရုပ်ပိုင်းဆိုင်ရာပြင်းရည်မှုကိုကျော်လွှားနိုင်တယ်လူငယ်လေးကဒါဆိုတပည့်တော်ဘယ်ကနေစတင်ရမလဲဖေလို့မေးပါတယ်ဗုဒ္ဓကလက်ရှိမင်းလုပ်နေတဲ့အလုပ်ပေါ်အာယုံစိုက်ခြင်းကနေစတင်ပါစိတ်ပိုင်းဆိုင်ရာပြင်းရည်မှုကိုလည်းနားလည်အောင်ကြိုးစားပါစိတ်ပိုင်းဆိုင်ရာပြင်းရည်ခြင်းရဲ့ပထမဆုံးအကြောင်းရင်းကတော့ငါတို့ရဲ့အယူဆမှားဟောင်းတွေဖြစ်တယ်စိတ်ပြင်းရည်မှုကိုရှောင်ကျဉ်ဖို့ကိုယုံကြည်မှုရှိပါတက်ကြွတဲ့သူတွေနဲ့ပေါင်းသင်းပါအလုပ်ရွှေ့ဆိုင်တာကိုရှောင်ကျဉ်ပါရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်နဲ့ခိုင်လုံတဲ့အကြောင်းပြချက်ရှိတဲ့နေရာမှာပြင်းရည်မှုဆိုတာမတည်ရှိနိုင်ဘူးဆိုတာကိုအမြဲမှတ်ထားပါလို့အဆုံးအမပေးတော်မူခဲ့ပါတယ်